အားလုံးပဲမင်္ဂလာပါ One Daily Sport ကနေကြိုဆိုလိုက်ရပါတယ်မြန်မာနိုင်ငံမှာအမျိုးသားဘောလုံးပွဲတွေကရှမ်းယူနိုက်တက်ရန်ကုန်ယူနိုက်တက်ကလွယ်လို့အခုနောက်ပိုင်းပရိသတ်တွေစိတ်ဝင်စားမှုရောကျနေတာအချိန်တော်ကြာပါပြီဒါပေမဲ့အမျိုးသားဘောလုံးပွဲတွေအစားနောက်ပိုင်းအတော်လေးရေပန်းစားလာတာကတော့တက်တန်းတူသေးတဲ့မြန်မာအမျိုးသမီးဘောလုံးလိပြိုင်ပွဲတွေပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကကစားသမားတွေရဲ့အရေးချင်းပိုင်းနဲ့နီးစနစ်ပိုင်းတိုးတက်လာမှုတွေနဲ့အတူပြိုင်ပွဲတွေကပုံမူပြီးတော့အကျိတ်နဲ့ရှိလာတာကြောင့်အခုလိုမျိုးပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေရခြင်းလည်းဖြစ်ပါတယ်အရင်တော့ကမြန်မာမျိုးသမီးဘောလုံးလိမှာအသင်းကြီးတစ်သင်းနှစ်သင်းလောက်ပဲပိုးဆွဲလေးရှိပေမဲ့အခုနောက်ပိုင်းမှာတော့ ISPE အသင်းမြဝတီအသင်းသစ္စာအာမန်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းစားတဲ့အသင်းတွေအပြင်အေယာဝတီဘောလုံးအသင်းစားတဲ့အသင်းတွေအချင်းချင်းအကျိတ်နဲ့ရှင်ပြိုင်လာနိုင်တာတွေ့ကြရမှာဖြစ်ပါတယ်ဒါဟာမျိုးသမီးဘောလုံးလိပြိုင်ပွဲကိုပုံမကြီးကောင်းလာစေတဲ့အဓိကအချက်တွေကတစ်ချက်ပဲဖြစ်ပါတယ်ဒါအပြင်ကျယ်ပွင့်ကစားသမားတွေအများစုထွက်ပေါ်လာတာကလေမြန်မာမျိုးသမီးလိကိုပရိသတ်တွေအာရုံစိုက်လာရတဲ့အချက်တွေကတစ်ခုဖြစ်လာပါတယ်ပရိသတ်တွေအားပေးရကြိုးနှံအောင်ခြေစွမ်းပြနေကြတဲ့ကစားသမားလေးတွေကြောင့်လေအမျိုးသမီးလိဟာအခုလိုကွင်းထဲအထိလာအားပေးရတဲ့အထိပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတာပါလက်ရှိမြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာဆိုရင်လေအသင်းကောင်းဆောင်ဝင်းသိန်ကြီးထွန်းကလေပြည်ပလိတွေမှာပါတွားရောက်ကစားပြီးအောင်မြင်မှုရရှိနေတဲ့တိုက်စစ်မှုတအူးလည်းဖြစ်ပါတယ်နောက်ပြီးလက်ရွေးစင်အသင်းမှာပါသူ့ရဲ့ဂိုးတွေအများကြီးအရေးပါနေတယ်လို့သူ့ကိုအားပေးတဲ့အမျိုးသမီးပရိသတ်တွေကလည်းအများပြလို့ပြောလို့ရပါတယ်ဒါပြင်မျိုးဆက်သစ်လူငယ်ကစားသမားလေးတွေထဲမှာဆိုရင်လေဖြူဖြူဝင်းနော်ကြီးရှလွတ်နဲ့ဖြူဖွေးစားတဲ့ကစားသမားလေးတွေကလည်းပရိသတ်အကြိုက်ဆုံးကစားသမားတွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကအေယာဝတီနဲ့ရန်ကုန်တို့ရဲ့ပွဲမှာဆိုရင်လေအမျိုးသမီးပရိသတ်တို့ကြီးကကွင်းထဲထိအများပြားလာရောက်အားပေးခဲ့ကြတာတွေ့ရတယ်လို့မြန်မာမျိုးသမီးလိမှာအခုလိုမျိုးအားပေးကြတာအရင်ကမရှိခဲ့ပါဘူးလက်ရွေးစင်ပွဲတွေဆိုရင်လည်းပြည်တွင်းပြည်ပပရိသတ်အပြည့်အားပေးကြတယ်လို့လိပြိုင်ပွဲတွေမှာလည်းမြင်နေရတာမြန်မာမျိုးသမီးဘောလုံးလောကအတွက်တော့တက်ရိပ်ပြလာတဲ့လက္ခဏာတွေလို့လည်းပြောလို့ရပါတယ်နောက်ပြီးတော့အမျိုးသမီးကစားသမားလေးတွေရဲ့စူးစမ်းအားထုတ်မှုနဲ့နီးစနစ်ပိုင်းတွေကအမျိုးသားကစားသမားတွေနဲ့မတူပဲကောင်းမွန်လာတယ်လို့ပြောလို့ရတယ်လို့မြန်မာဘောလုံးလောကကိုနိုင်ငံတကာစင်မြင့်ထက်မှာမျက်နှာပန်းလောက်အောင်လှုပ်ဆောင်ပေးနေတာလေအမျိုးသမီးအသင်းတွေပဲဖြစ်ပါတယ်ဒါကြောင့်လေအမျိုးသမီးကစားသမားလေးတွေဟာပရိသတ်အခြေခံရဆုံးဖြစ်နေတယ်လို့သူတို့ကစားတဲ့ပွဲတွေဆိုရင်လေပရိသတ်တွေကအချိန်ပေးပြီးလာကြည့်ကြတာဖြစ်ပါတယ်ဒါကြောင့်အခုကြည့်နေကြတဲ့အထဲမှာရောမြန်မာမျိုးသမီးလေးမှာဘယ်အသင်းဒါမှမဟုတ်ဘယ်ကစားသမားကိုအနှစ်သက်ဆုံးလဲဆိုတာမှတ်ချက်ပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်